robot free ရတဲ့ game လေးအကြောင်းပြောပြမယ်နော်ဒီဟာလေးတော့ဒါ please donate ဆိုတဲ့ game လေးပဲဖြစ်ပါတယ် please donate မှာကြတော့ကိုယ့်ရဲ့တငယ်ချင်းတွေကနေပြီးတော့ကိုလာပြီးတော့ robot gift ပေးလို့ရတယ်ကွာဒီ please donate ကိုတုံးပြီးတော့တော်တော်များများ robot ရှာနေကြတယ်ဘယ်လိုရှာနေလဲဆိုတော့ဒါ Grow Garden ဒါမှမဟုတ်လို့ရှိရင် Steer Brain တွေကသူတို့လိုချင်တဲ့အကောင့်လေးတွေကိုကိုရီးယားပေးမယ်ဒါကိုရီယို robot ပေးပေါ့နော်အဲ့လိုမျိုး robot 900ဒါမှမဟုတ်လို့ရှိရင် robot 300 400ပေါ့နော်ဒါကတော့အစားစားအဲ့လိုမျိုးရှာလို့လည်းရတယ် okay လုံနေလေးကိုပြပြပေးမယ်နော် home bar ထဲမှာရှိရဲ့ဒီအဆက်လေး3ချက်ဆက် more နှိပ်ပေးပါနှိပ်ပြီးတော့ create ဆိုတာလေးကိုနှိပ်ပေးပါဒါဒီကိုယ့်ရဲ့ creator တွေရောက်သွားပြီအဲ့ချိန်ကျရင် creation ဆိုတာလေးပေါ့နော်ဒီဘက် home ရဲ့အောက်က creation ဆိုတာလေးကိုနှိပ်ပေးပါနှိပ်ပြီးသွားတဲ့အခါမှာဆိုလို့ရှင်တော့ဒါဒီလိုမျိုးလေးပေါ်လာမယ်အခါကျရင်အောက်ဆောင်ဆွဲအမှ process ဆိုတာလေးရှိပါတယ် developer product ရဲ့အောက်ကပေါ့နော်ဒီ process ဆိုတာလေးကိုနှိပ်ပေးပါအဲ့ဒါကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ဒီလိုမျိုးလေးဒါစနေရထည့်ထားတဲ့စနေရကိုတကယ်ချင်းနေ robot gift လို့ရတဲ့ဒီဒါလေးပေါ့နော်ဒါလေးက enable ဖြစ်ပြီးသားလေး okay အသစ်လုပ်ပြမယ်အသစ်လုပ်ပြီဆိုတဲ့အခါကျလို့ရှင်เนาะကိုရေးချင်တဲ့နာမည်ပေါ့နော်ဒါကိုရေးချင်တဲ့စာသားလေးကိုထည့်လိုက်ပါ okay ရေးထည့်လိုက်ပြီစနေရ please donate လို့ပဲထည့်လိုက်တယ်ထည့်ပြီး create pass ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးရင်တော့ဒီမှာဒီလိုမျိုးလေး pass လေးပေါ့နော် ID လေးကြာလာပြီဒါပေမဲ့ तू က off save ဖြစ်နေတယ် off save ဖြစ်နေရဆိုတော့တကယ်ချင်းနေရလဲကိုပေးမယ်ဆိုလို့ရှင်ဒါလေးကိုမမြင်ရသေးဘူးပေးလို့လည်းမရသေးတဲ့အချိန်ကြီးပေါ့နော်အပေါ်ကအစင်းရောင်စာသားနဲ့ဒါတခြား pass တွေမှာပေါ်နေလို့ enable ပေါ်အောင်ကြတော့ဒီအဲ့ please donate ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါ။ဒါကြဒီလိုလေးပေါ်လာဒါကတော့စင်ရောက် iPad မှာဆိုတော့ဒီလိုမျိုးလေးပေါ်လာကွာ။ဒီ basic setting အောက်က sales ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင် item for sales ဆိုတဲ့နေရာလေးမှာခလုတ်လေးဒါဖွင့်ပေးရမယ်။ဖွင့်ပြီးဆိုလို့ရှိရင်တော့ဒါဒီမှာ price သတ်မှတ်လို့ရတယ်။ကိုက150ထည့်လိုက်တယ်နော်။တကယ်လို့တကယ်ချင်းတို့က90 200ဒါမှမဟုတ်အဲ့ထက်များတဲ့အမောင့်လေးထားလို့ရရပါတော့ဒါကိုတငယ်ချင်းပေးနိုင်တဲ့ gift ကိုအမကိုဒီမှာထည့်လိုက်ပဲဆိုလို့ရှင်เนาะ okay အောက်ရောက်သွားပြီကြည့်လိုက်မယ်ရတော့ပါပြီเนาะဒါဆိုရင်ပြန်ထွက်လိုက်တဲ့ခါကျတော့ရှင် process ထဲမှာဒါအကုန်လုံးအစိမ်းအောင်လေးအန်နီပဲဖြစ်နေရဆိုလို့ရှင်เนาะဒီရတွေအကုန်လုံးကကိုတငယ်ချင်းတွေကပေးလို့ရပြီပဲဖြစ်ပါတယ်ဒီလိုဒါထည့်ပြီးသွားပြီဆိုတော့တစ်ချက်သွားကြည့်မယ် okay ပါဒီမှာဆိုလို့ရှင်เนาะဒါ150ခုနထည့်လိုက်တဲ့150ကဒီကောက်ထဲကိုဝင်သွားပါပြီရှင် okay ပါဒါလုံနီလေးကိုအဆင်ပြေကြမယ်လို့ထင်ပါတယ်တကယ်ချင်းတို့လည်းလိုက်လုပ်ကြည့်ပါအားလုံးပဲတတ်တာပါ